အားလုံးသိချင်နေတဲ့မုံညင်းပေါင်းလေးပေါင်းပြမှာပေါ့နော်မုံညင်းပေါင်းလေးဒီလိုဆောင်းရသည်နဲ့အရန်လိုက်ဖက်တဲ့အစတာပေါ့နော်မုံညင်းပေါင်းဖို့အတွက်ဒီလိုမုံညင်းခါလေးတွေပေါ့နော်ကျွန်တော်တို့စီကတော့မုံညင်းခါလို့ခေါ်တာပေါ့နော်ဒီမုံညင်းပဲပေါင်းစားတဲ့ဒီမုံညင်းပဲများတာပေါ့နော်အခါတာလေးမုံတဲ့ဟာလေးပျောက်တော့လို့စားလေးနဲ့ဒီလိုအရင်နယ်ဆေးပေးလိုက်မှာပေါ့နော်ဒီလိုအခါတာလေးတွေထွက်တော့အောင်စားတဲ့အခါခါတော့ပေါ့နော်ပြီးတော့မှအဲ့ဒီဆေးပြီးတဲ့ထဲကိုဆာမွန်လေးထည့်မှာပေါ့နော်ဆာမွန်တော့ကိုကြိုက်တယ်လို့ထည့်ပါနော်အချို့စားမလို့ပါဘူးနော်တချို့ကအချို့စားတွေမပြောလို့ဆိုပြီး comment မှာလာရေးကြပေါ့နော်အချို့စားမပြောပြလို့ဆိုအချို့စားမလို့ဘူးပေါ့နော်ဆာမွန်ကတော့အနေတော်ထည့်ပေါ့နော်ကိုကြိုက်တယ်လို့သာထည့်ရတယ်နော်ညသွားလဲဘာမှမဖြစ်ပေါ့နော်မုံညင်းအရသာကဲစားချင်တော့ဆာမွန် short တဲ့ပေါ့နော်ပြီးတော့မှခရမ်းချင်သေးလေးထည့်မှာပြဒါတော့ကျင်းကျက်သူမျိုးထောင်းထားတာပေါ့နော်ပြီးတော့အချုံမုံလေးထည့်မှာပေါ့နော်စားလေးထည့်မှာပေါ့နော်ပြီးတော့ဒါလေးကိုအရင်နယ်ပေးလိုက်မှာပေါ့နော်ဒီလိုရေလေးနည်းနည်းလေးထည့်ပြီးနေတာပေါ့နော်ရေအများကြီးမထည့်ရပါဘူးနော်ဒီလိုနှောင်းတော့ဒီအနေထားလေးရအောင်ပေါ့နော်ဒီလိုအနေထားလေးပေါ့နော်ဆောင်းမုံပူကျရင်ဆောင်းမုံပူထဲပေါ့နော်ဆောင်းစိမ့်မုံပါနော်အခုသုံးတာဆောင်းစိမ့်မုံပေါင်းမဲ့အိုးထဲကိုအောက်မှာဒီလိုဖက်လေးခံပြီးတော့မှအလဲမှာအငွေထွက်တာလေးဒီလိုဖောက်ထားပေးရမှာပေါ့နော်တခါတည်းလုံးပြီးမထည့်ရဘူးပေါ့နော်တခါတည်းပုံမထည့်ရဘူးအလဲမှာဒီလိုနေရာလေးခြံပေးမှာပေါ့နော်ဒီမှာဒါမှအကုန်နောက်အောင်နူးမှာပေါ့နော်အပေါ်ကနေငပြောဖက်လေးပို့တဲ့ဟာလေးနဲ့ဒီလိုအုပ်ပေးလိုက်မှာဗျဒီလိုအငွေးလောင်အောင်ပေါ့နော်ပေါင်းတဲ့အခါအကုန်လုံးအကျက်ညီတာပေါ့နော်ဒီလိုအုပ်ထားတဲ့အတွက်အငွေးတွေကမထွက်တော့ဘဲနဲ့ဒီအထဲလေးတွေလုံးနေရပေါ့နော်ဒါဆိုလို့ဆိုရင်အကျက်ညီပြီးတော့မှစားတဲ့အခါပူစားကောင်းတာပေါ့နော်ကျွန်တော်တော့ပေါင်းတဲ့ဟာတေချာမရှိလို့ဒီလိုဖြစ်တယ်လို့လေးပဲအော်ဆက်ကနဲ့ခံပြီးဒီလိုလေးပဲတဲ့အိုးနီနဲ့ဒီလိုပေါင်းလိုက်တာပေါ့နော်15မိနစ်မိနစ်20မိကောင်းရင်15မိနစ်မိနစ်20ပေါ့နော်မိမကောင်းတော့မိနစ်30လောက်တော့ပေါင်းပေးရမှာပေါ့နော်အခုဆိုမိနစ်30ရှိပြီဆိုတော့ကြည့်လိုက်မှာပေါ့နော်ဒီဖက်လေးတွေဖက်ဒါဆိုလို့ဆိုရင်မုံညင်းပေါင်းလေးရသွားပြီပေါ့နော်အရန်လွယ်ကူပြီးတော့မှအရန်ရိုးရှင်းတာနော်မုံညင်းပေါင်းရှမ်းပြည်ထိသွားစားဆရာမလို့ပေါ့နော်ဒီမှာကိုယ့်အိမ်ကိုဘယ်မှာနေဒီလိုလှုပ်စားလို့ရပါပေါ့နော်လွယ်ကူကူလေးပဲဒါလေးကိုအပင်လိုက်စားချင်အပင်လိုက်ထဲပေါ့နော်အပင်လိုက်မစားချင်ဘူးကာကြီးနဲ့ညပ်ပေါ့နော်ဒီလိုစားမဲ့ခွက်လေးတဲ့ကိုဒီလိုထည့်ပြီးတော့မှဒါကတော့ကြက်သွန်ဖြူစီကြက်ပေါ့နော်ကြက်သွန်ဖြူနဲ့နန်းနဲ့ရောထောင်းပြီးတော့မှစီတာတဲ့ကြက်သွန်ဖြူစီမွေးပေါ့နော်ပြီးတော့မှဒါအမီပဲထောင်းပေါ့နော်ပြီးတော့မှငရုတ်သီးစီကြက်ဒီလိုလေးပေါ့နော်ဒီလိုလေးစားကြပေါ့နော်ဒါဆိုလို့ဆိုရင်ရှမ်းပြည်ချီသွားစားဆရာမလို့ဘယ်မှာပဲနေကိုယ့်အိမ်မှာကိုယ်လှုပ်စားလို့ရတဲ့မုံညင်းပေါင်းလေးရသွားပြီပေါ့နော်ကဲအားလုံးလှုပ်စားကြည့်ကြနော်အားလုံး